ဒီနေ့တော့ Viking ခေတ်ကဒင်းမတ်နိုင်ငံကိုအခြေခံထိရိုက်ကူးထားတဲ့ဇာတ်လမ်းလေးအကြောင်းပြောပြပေးမယ်နော်ဒီဇာတ်လမ်းကတခြားကားတွေနဲ့မတူပဲဘလူးတကောင်ရဲ့ခန်းစားချက်နဲ့လက်စားခြေပုံကိုပါမြင်ရမယ်ဇာကားကောင်းလေးဗျဇာတ်လမ်းအစမှာတောင်းထိုက်တစ်ခုပေါ်ကနေစဖွင့်ထားတယ်အဲ့ဒီမှာဘလူးအဖေကြီးတကောင်ဟာသူ့ရဲ့သားဘလူးလေးနဲ့အတူပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြတာပေါ့ဒါပေမဲ့ကန်ဆိုးချင်နော်ဒိမ့်မတ်လူမျိုးစုခေါင်းဆောင်ကသူ့လူတွေနဲ့ရောက်လာပြီးဘလူးကြီးကိုတတ်ဖို့ကြိုးစားကြတယ်ဘလူးကြီးကသူ့သားလေးကိုလုံခြုံမဲ့နေရာမှာဝှက်ပေးခဲ့ပေမဲ့သူကိုယ်တိုင်ကတော့လူတွေရဲ့မြားတန်လှန်တန်တွေကြောင့်တောင်ပေါ်ကပြုတ်ကြပြီးပွေးချင်းပြီးတေဆုံးသွားရှာတယ်ဒီမြင်ကွင်းအားလုံးကိုပုံးနေတဲ့ဘလူးပေါက်စာလေးကအဆအစုံမြင်လိုက်ရတာပေါ့ဗျာလူတွေပြန်သွားတော့မှဘလူးလေးဟာသူ့အဖေရဲ့အလောင်းနိုင်ကိုသွားအလောင်းကတိတ်လေးမှမတည်နိုင်နောက်ဆုံးအဖေဖြစ်သူရဲ့ခေါင်းကိုပဲဖြတ်ပြီးကူးတစ်ခုထဲမှာတင်ထားလိုက်ရတယ်သူဟာအဲ့ဒီကူထဲမှာပဲတကောင်လေးကြီးပြင်းလာခဲ့ပြီးသူ့အဖေရဲ့ခေါင်းပြက်ကြီးကိုကြည့်တိုင်းနာကြီးဝမ်းနေခဲ့ရတာပေါ့နှစ်တဲ့အခြားကြီးပြောင်းလဲသွားတဲ့အခါဟိုးလူမျိုးစုရွာမှာတော့အရက်ဆိုင်သူ့ဖွင့်ခွဲလှုပ်နေကြတယ်အကြီးညမှာပဲအရွယ်ရောက်လာပြီဖြစ်တဲ့ဘလူးကနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့တဲ့လက်စားချေမှုကိုစတင်มาတော့တယ်ဆိုင်တော့ဝင်လာပြီးရှိသမျှ Viking စစ်သည်တွေကိုရဲရဲဆက်ဆက်တပ်ဖြစ်လိုက်တယ်ထူးခြားတာကသူဟာအမျိုးသမီးတွေခလေးတွေနဲ့တက်ကြီးရွယ်အိုတွေကိုတော့လုံးဝရံမရှာပဲစစ်သည်ယောက်ျားတွေကိုပဲရွေးတက်သွားတာဗျအဲ့ဒီအချိန်မှာပဲလီယိုလို့ခေါ်တဲ့နာမည်ကျော် Viking စစ်သည်တော်တူဟာသူ့အဖွဲ့နဲ့အတူဒီရွာကိုရောက်လာတယ်တကယ်တော့သူတို့ကတိုက်